မလေးဝင်းမုံရွှေအကြောင်းပြောပြအောင်မယ်သိလားသူ့ကိုလေ Academy ပေးပွဲမှာလေဝစ်ထားတဲ့ဆွဲချိုးကိုကျမလေးတွေ့တယ်စိတ်တာဆိုတာလေအခုမှပဲတီးတော့သိန်း3000ဆိုတော့အိုးခိုင်မော့စိတ်တာမဆန်းဘူးကျမလေးသူ့တကယ်အားကြတယ်ရုပ်ကြရကန်ကောင်းလို့အားကြတာမဟုတ်ဘဝဘေးကန်အရန်ကောင်းလို့အားကြကျမအမေကိုအမြဲတမ်းပြောအမေသမီးနောက်ဘဝလူပြန်ဖြစ်ဝင်းမုံရွှေလိုပဲဖြစ်ချင်တယ်အမေအဲ့လိုပဲပြောဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်မှာလည်းတကယ်အရန်ချောတာသူ့ရဲ့အလှအပသူ့ရဲ့ရုပ်ရည်ရလေတကယ်ကဘာစံချိန်တင်လောက်တဲ့အထိကိုချောတာကဘာစံချိန်တင်လောက်တဲ့အထိကိုချောတာတကယ်လဲချောတယ်တကယ်လဲလှတယ်တချို့မိန်းကလေးတွေကချောတယ်လှတယ်ဒါပေမဲ့သူတို့ဘဝမှာပြောမယ်ဆိုရင်နေရာမရခဲ့ဘူးပေါ့နော်ဝင်းမုံရွှေကြီးနုပညာလောကမှာလည်းလုံးဝတော့ဝမ်းမင်းသမီးနေရာရတယ်ဟောအိမ်အောင်ကြတော့လေတချို့မင်းသမီးတွေတထေးတော့ရပါတယ်ဒါပေမဲ့ဘုံဝင်စုံမဝင်နေသူများယောက်ျားတွေလည်းဖြစ်တဲ့သူတွေကဖြစ် तू ကလုံးဝမဟုတ်ဘူးနော် तू ကလုံးဝမဟုတ်ဘူးနော်သူယောက်ျားကတော့အရင်တော့ကတော့ divorce လုပ်ခဲ့ဘူးပင်ပဲလုံးဝကို clear ဖြစ်သွားတဲ့ယောက်ျားပေါ့နော်အဲ့ကကြတော့သူနဲ့အိမ်အောင်ကြတဲ့ချိန်မှာသူယောက်ျားရုပ်ရည်လည်းရှိတယ်ပညာလည်းတက်တယ်ချမ်းလည်းချမ်းသာတယ်အဓိကသူ့ကိုရမ်းချစ်တာကိကလေးဘာလုံးလုံးအားလုံးခွင့်ပေးတာအဲ့တော့ तू ကလေပြောမယ်ဆိုရင်လူဖြစ်ရတာအကျိုးရှိတယ်တန်တယ်ဆုတောင်းအရန်ကောင်းတယ်ကျမလေးအရန်အကြဒီဘွားတော့ကျမမရနိုင်တော့ဘူးပေါ့နော်နောက်ဘွားတော့ဝမုံရွှေလေးလိုဖြစ်ချင်ပါတယ်ရှင်ရုပ်ကလေးလည်းချောချင်ပါတယ်ယောက်ျားရလည်းကန်ကောင်းချင်ပါတယ်ယောက်ျားချစ်လည်းခံချင်ပါတယ်အခုတော့ရီစားရတော့ရီစားတော့ဖူးမုတ်ချစ်တာတော့ခံရပါတယ်ဒါပေမဲ့ရီစားဘောမစီဖြစ်နေသူ့လိုဘောစီမျိုးလေးချစ်တာတော့ခံချင်တာပေါ့နော်အားကြပါရဲ့ရှင်အားကြပါရဲ့ဝင်းမုံရွှေတကယ်အားကြကျမလေးဘသူဖန်မှာတော့မဟုတ်တကယ်ကိုလေသူ့ဘဝလေးကိုလေဘဝပေးကုသကံရန်ကောက်လို့ရန်အားကြပါတယ်တကယ်မိန်းကလေးတွေအားလုံးလဲသူ့လိုမျိုးပေါ့နော်ဖြစ်စေချင်ပါတယ်တကယ်ဖြစ်လဲဖြစ်တင်ပါတယ်တကယ်ရုပ်ရည်လဲချော်ပညာကလဲတက်နာမည်ကလဲကြည်အိမ်အောင်ကြတော့လဲကန်ကောက်အခုဆွဲကြိုးကြီးကိုလေကျမလေးတရေကြားနေ